အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ထိုင်းနိုင်ငံရှိဘန်ကောက်ကစွန့်ပစ်အဆောက်အုံဟောင်း Southern Unique ထောက်ဝဲအကြောင်းဒီအဆောက်အုံကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့စာတန်းဆယ်ဖန်ခရိုင်မှာတည်ရှိပြီးမပြီးစီးသေးတဲ့မိုးမျှော်တိုက်တစ်ခုဖြစ်ပါတယ်ဒီတိုက်ကို Ghost Town လို့လည်းလူသိများကြပါတယ်အောက်မှာအသေးစိတ်အချက်လက်တွေကိုရှင်းပြပါမယ်တမိုင်းနောက်ခံ Southern Unique ထောက်ဝဲကို1910ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာပါဒီစီမံကိန်းဟာအထက်48ထက်အချို့အချက်လက်တွေမှာ49ထက်လို့လည်းဖော်ပြထားတယ်ပါတဲ့ဇိမ်ခံကွန်ဒိုမီနီယံတစ်ခုဖြစ်လာဖို့ရည်ရွယ်ခဲ့တာပါအခန်းပေါင်း600လောက်ပါဝင်မဲ့ဒီအဆောက်အုံကိုထိုင်းနိုင်ငံရဲ့နာမည်ကြီးပြည်သူ့ကပညာရှင်နဲ့အိမ်ချမ်းမြေဖွံ့ဖြိုးရေးသမားရန်ဆန်တို့စုဝမ်း Rank Center Showing ကဒီဇိုင်းဆွဲပြီးဖော်ဆောင်ခဲ့တာဖြစ်ပါတယ်စီမံကိန်းကို Southern Unique ခုတ်တဲ့ပိုင်ဆိုင်ပြီးထိုင်းမက်ကဘန်နာရေးနဲ့စတီးကုမ္ပဏီ Damax Finance and Securities Company ကအဓိကရန်ပုံငွေထောက်ပံ့ခဲ့ပါတယ်။ဒါပေမဲ့1998ခုနှစ်မှာအာရှဘဏ္ဍာရေးအကျပ်တဲ Thamiam Khan Crisis ဖြစ်ပွားခဲ့တဲ့အခါတိစောက်မှုတွေရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဆောက်အုံဟာ80%လောက်ပြီးစီးနေပြီဖြစ်ပေမဲ့ရန်ပုံငွေပြက်လက်မှုကြောင့်စွန့်ပစ်ခံလိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းပြန်လည်ဆောက်လုပ်ဖို့အစီအစဉ်မရှိတော့ဘဲဒီအတိုင်းထားခဲ့ပါတယ်။အဆောက်အုံရဲ့လက်ရှိအခြေအနေအမြင့်မီတာ185ပေ6ရ9ခန့်ရှိပြီးထိုင်းနိုင်ငံမှာအမြင့်ဆုံးစွန့်ပစ်အဆောက်အုံဖြစ်ပါတယ်2019ခုနှစ်ကမ္ဘာအမြင့်ဆုံးစွန့်ပစ်မိုးမျှော်တိုင်းများအဆင့်သတ်မှတ်ချက်မှာအဆင့်4နေရာရခဲ့ပါတယ်ဒီနေရာစာတန်လန်းနဲ့ချိုးဖျားရာ Chelfreya မြစ်ကမ်းနီးမှာတည်ရှိတာကြောင့်ဒီနေရာအနေနဲ့အလွန်ကောင်းမွန်ပါတယ်အခြေအနေအဆောက်အုံဟာအပြီးမတက်နိုင်ခဲ့တာကြောင့်အတွင်းပိုင်းမှာဘီလက်မြေနေရန်တွေလှေကားတွေဝရန်တာတွေမပြီးပြတ်သေးတဲ့ပုံစံနဲ့ကျန်ရှိနေပါတယ်အပြင်ပိုင်းကလည်းမှန်တကားပြတ်တင်းတွေအလှဆင်မှုတွေမရှိတာကြောင့်စိတ်ဝင်စားဖွယ်အိုဟောင်းနေတဲ့ပုံပေါက်ချက်ရှိပါတယ်လူသိများရတဲ့အကြောင်းရင်းများ Ghost နာမည်ဒေတာခန်တွေကဒီအဆောက်အုံဟာတင်းချိုင်းမြေဟောင်းပေါ်မှာတိစောက်ထားတယ်လို့ယုံကြည်ကြပြီးတရေချောက်တယ်လို့အများကယူဆထားကြပါတယ်2014ခုနှစ်မှာဒီအဆောက်အုံထဲမှာအလောင်းတစ်လောင်းတွေ့ရှိခဲ့တဲ့ဖြစ်ရကြောင်းလည်းဒီယုံကြည်မှုပိုခိုင်မာသွားခဲ့ပါတယ်နှစ်စွန့်စားသူတွေရဲ့နေရာဒီတိုက်ဟာမြို့ပြစူးစမ်းသူတွေ Urban Explorers နဲ့စွန့်စားခြင်းသူတွေအတွက်နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်အထက်မြင့်ကနေဘန်ကောက်မြို့ရဲ့ရှုခင်းကိုမြင်ရတာကြောင့်လူတော်တော်များများတက်ရောက်ကြပေမဲ့အနေနဲ့များပြီးတရားမဝင်လည်းဖြစ်ပါတယ်အနာဂတ်အစီအစဉ်ဒီအဆောက်အုံရဲ့ပိုင်ရှင်ပန်စစ်တိုစုဝမ်ဖန်စတာရှုဝမ်ရန်ဆန်ရဲ့သားက2019ခုနှစ်မှာတရားမဝင်ဝင်ရောက်မှုတွေကိုတားဆီးဖို့ထုတ်ပြောခဲ့ပြီးလုံခြုံရေးတွေတိုးမြင့်ခဲ့ပါတယ်ဒါပေမဲ့အခုချိန်ထိပြန်လည်ဆောက်လုပ်ဖို့ဒါမှမဟုတ်ဖြိုဖျက်ဖို့အစီအစဉ်တိတိကျကျမထွက်ပေါ်သေးပါဘူးဒါကြောင့် Southern Unique Tower ဟာ1998စီးပွားရေးပြက်ကတ်ရဲ့တပ်တွေအဖြစ်ဆက်လက်တည်ရှိနေစေပါစိတ်ဝင်စားဖွယ်ချက်များဒီတိုက်ရဲ့အမတ်တိုက်ဖြစ်တဲ့ State Tower အခုဆိုလဘဟိုတယ်လို့လူသိများတဲ့ကတော့ PCB အောင်မြင်စွာလက်ပတ်နေပါတယ်ဒီလိုစွန့်ပစ်မိုးမျှော်တိုက်တွေဟာဘန်ကောက်မှာဒါဇင်နဲ့ချီရှိပေမဲ့ Southern Unique ကအကျော်ကြားဆုံးပါဒီအကြောင်းအရာကိုသိသူများလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦးခင်ဗျာဒီထက်အကြောင်းအရာတွေသိချင်ရင် like and subscribe လေးလုပ်ပေးသွားပါဦးနော်